များအတင်းတုတ်နေမဲ့အစားကိုအတင်းကိုတုတ်ဒီနေ့ကဒီမှာရာသီဥတုကမိုးလေးနဲ့အေးနေပညာယူထားတဲ့ညီကိုတွေပေါ့နော်ပညာတူညီကိုလေးတွေအခုမှပညာယူကစားညီငယ်လေးတွေအကိုကြီးတွေဦးလေးတွေအကုန်လုံးပညာတူညီကိုတွေအားလုံးပေါ့နော်အဲဒီမှာဆရာတော်ကြီးဥဝဏလင်္ကာရတိတ်တိစာအုပ်ထဲရပေါ့နော်သင်္ခေပဏယကုထုံကျမ်းတဲ့ဒီမှာဒီထဲကစာပိုက်လေးတစ်ခုမျှဝေပြီးမယ်နော်ရွှေရင်ကျော်ကောင်းတစ်ယောက်ဖြစ်မြောက်ရေးတဲ့ရွှေရင်ကျော်ပညာသည်တဲ့မြင့်မြတ်ဖြူစင်သောသူတော်ကောင်းပညာဖြစ်သည်တဲ့မြင့်မြတ်ဖြူစင်လေးလေးအိဆာတယလူတိုင်းရစေသည့်တိတ်တိများပြေဝလေးလေးဖြစ်ပါသည်တဲ့ပိယတိတ်တိကိုတဲ့အလိုရှိသောသူသည်တဲ့ဒေါသကိုကင်းစင်၍မေတ္တာစိတ်ကိုပွားများရပါမည်တဲ့ဘာပဲဖြစ်ပေါ့နော်အရာရာကိုမေတ္တာလေးထားရမယ်ဆိုတဲ့သဘောပေါ့နော်မိမိကိုယ်တိုင်ကတဲ့တူတယောက်အပေါ်တဲ့မုံထားသောစိတ်များပွားများပါကတဲ့သူတစ်ပါးကလည်းမိမိကိုမုံထားပေလိမ့်မည်တဲ့စိတ်ထားမမှန်မူလပြန်ဆိုတာဒါလေးပြောတာပေါ့နော်ချွေရင်ကျော်ပညာကိုတဲ့ခံယူထားပြီးဖြစ်၍တဲ့အလိုလိုပိယတိတ်တိရှိနေမည်မဟုတ်ပါတဲ့တိတ်တိဆိုဒီမှာလေတဲ့အလကားရသောအရာမဟုတ်ပါတဲ့ရှိမြင့်နိုင်သောတိတ်တိရှင်တို့ကတဲ့ရှိမြင့်မှသာတဲ့တိတ်တိကိုရပေလိမ့်မည်တဲ့တိတ်တိကိုရှိမြင့်နိုင်သောအထက်ဝိဇ္ဇာကြီးများနှင့်တမာဒေဝနတ်မြတ်နတ်ကောင်းနတ်ကောင်းတို့သည်တဲ့ရှိမြင့်ထိုက်သူကိုသာတဲ့ရှိမြင့်ကယ်မပေလိမ့်မည်တဲ့ကိုကလည်းကျင့်ရမှာပေါ့နော်ရွှေရင်ကျော်ပညာကိုခံယူရှင်းဖြင့်သူတော်ကောင်းနယ်ပယ်ထဲသို့သစ္စာလေးချက်အဓိကထား၍ရောက်ရှိလာခြင်းဖြစ်ပေသည်ဤသစ္စာလေးချက်သည်စင်ရိုင်းကိုကျုံသွင်းတဲ့ကဲ့သို့ရောက်အောင်သွင်းသောကျုံတဖွဲမြတာရှိပေသည်တဲ့သစ္စာလေးချက်ကအရက်သေးစာကိုဆေးဖြစ်ဝါဖြစ်မှလွဲ၍မတောက်စားပါတဲ့အရက်သေးစာဆိုတဲ့ထမှာမူးယစ်ဆေးဝါအကုန်ပါတယ်နော်ဘိန်းလည်းပါတယ်ထန်းရည်လည်းပါတယ်ခေါင်းရည်လည်းပါတယ်စပိုင်ဝိုင်တို့ဆေးပြားတို့ဆေးချောက်တို့အကုန်ပါတယ်နော်ပြီးကြတော့သူများသားမယားသားပြိုသမီးပြိုကိုလည်းကိုထိကာယပြုလုပ်လို့မရဘူးနော်သူများသားမယားဆိုကာမပိုင်ကိုပြောတာကာမပိုင်ဆိုမိဘရှိတဲ့သားသမီးကိုလည်းပြုလုပ်လို့မရဘူးကိုထိကာမပြုလုပ်လို့ပေါင်းသင်းဆက်ဆံလို့မရဘူးနော်ကျူးလွန်စော်ကားလို့မရဘူးနော်သူများသားမယားသားပြိုသမီးပြိုပြီးကြတော့ကျွဲသားနွားသားအမဲသားများကိုလည်းတိပါလက်နဲ့စားသုံးခြင်းမပြုရဘူးနော်အစိတ်ရှိတဲ့တရားဝါတွေရဲ့အသားတွေကျွဲသားနွားသားတွေအသားကြီးငါးကြီးတွေကိုစားသုံးခြင်းပြုလုပ်လို့မရဘူးပေါ့နော်အနန္တောအနန္တ၅ပါးဆရာသမားကိုလည်းပြစ်မှားကျူးလွန်ခြင်းပြုလုပ်လို့မရဘူးเนาะစော်ကားလို့မရဘူးကိုယ့်ရဲ့ဥပ္ပစ္စေစရာကိုပေါ့เนาะဒါကသစ္စာ၄ချက်ပေါ့เนาะအဓိကစောင့်ထိန်ရမယ်သစ္စာ၄ချက်တခြားဟာတွေလည်းစောင့်ထိန်ရတယ်เนาะဒီဟာလေးတွေမဟုတ်ဘူးเนาะဤသစ္စာကိုစောင့်ထိန်ပါကပယောကအပေါင်းအစိတ်အပေါင်းတို့ကိုနိုင်နှင်းစွာကုသနိုင်သောစေပိုင်အာနာပိုင်ဆရာတဆူဘဝတို့ချက်ချင်းလက်ငင်းရောက်ရှိသည်တဲ့ဒီရွှေရင်ကျော်ပညာယူတဲ့နေ့ကစပြီးတော့ပေါ့နော်တရဝါတို့ဤအသက်ကိုတဲ့ကယ်ဆယ်နိုင်သည်တဲ့မိမိအားလဲမြည်သည့်ပယောကအပေါင်းအစိတ်ပေါင်းကမှတဲ့အသက်အန္တရာယ်မပြုတ်လုံနိုင်ပေတဲ့အသက်အန္တရာယ်ပြုတ်လို့မရတော့ဘယ်ပယောကမှဘယ်အစိတ်ကမှကိုတေအောင်လုပ်လို့မရတော့ဘူးပေါ့နော်ဤသို့ဆန္ဒပြည့်ရန်အတွက်ရွှေရင်ကျော်ခိုင်းသို့ဝင်ရောက်ခဲ့ခြင်းဖြစ်ပေသည်တဲ့စင်ရိုင်းသည်တဲ့ကျုံအတွင်းသို့ရောက်ရှိလာလျင်စင်ရင်ဖြစ်ရန်မခက်ခဲတော့ပါတဲ့စင်ရိုင်းကကျုံထဲကိုရောက်ရှိလာဆိုစင်ရင်ဖြစ်ဖို့မခက်ခဲတော့ဘူးပေါ့နော်ဟိုလူမိုက်ဘဝနေတော့မှလူရင်ကြီးဘဝကိုရောက်လာပြီဆိုတော့ထပ်ပြီးပြင်သွားဖို့ကမခက်ခဲတော့ဘူးပေါ့နော်ငကိုကရိုင်းသောစိတ်များကိုပယ်ဖြောက်၍ရင်သောစိတ်များကိုတဖြည်းဖြည်းတိုးတက်ပွားများလာဖို့သာရှိပါ၏တဲ့ရွှေရင်ကျော်အိဆာတယမဟိတိစေခိုင်းတော်ကြီးကိုစောင့်ချောက်တော်မူပုံကြသောအဘဆရာကြီးများသည်နတ်မင်းကြီးများသည်သူတော်စင်သူတော်ကောင်းများဖြစ်ကြသည်တဲ့သူတော်ကောင်းတို့မြည်သည်မသူတော်တို့ကိုစောင့်ချောက်ခြင်းကုညီခြင်းများပြုမိမဟုတ်သည်မှာမြေကြီးလက်ခမလွဲသေးချာလှပါပေ၏တဲ့သူတော်ကောင်းတွေကတော့ကိုအကျင့်မကောင်းဘူးကိုကဘာပညာပဲခံယူကိုအကျင့်မကောင်းဘူးဆိုတော့စောင့်ချောက်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါအကျင့်ကောင်းကိုကျင့်ရမယ်၅ပါးသီလတွေလုံရမယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ဓာတ်ကိုယ့်ရဲ့သီလတွေစင်ကြယ်ရမယ်နော်တိတ်ဒီအပေါင်းတို့ကိုတဲ့အလိုရှိ၍တဲ့ဒဇာစာတောင်းခံပါတော့လဲဖြူစင်သောစိတ်ကင်းမဲ့ခြင်းအာကုသိုလ်ဇယိုက်များကြီးမားခြင်းတို့ရှိပါကားတဲ့မြည်သည့်ပုဂ္ဂိုလ်ကမှတဲ့ပိယဒနာအစရှိသောတိတ်ဒီတို့ကိုရှီးမြင့်မီမဟုတ်ပါတဲ့သူတော်ကောင်းများတာဓုခေါ်နိုင်တော့တဲ့စိတ်နေစိတ်ဓာတ်အမှန်ရှိပါမှတော်ကောင်းနေတာဓုခေါ်လောက်တဲ့စိတ်နေစိတ်ဓာတ်ရှိမှစိတ်ဖြူစင်မှတိတ်တိအမျိုးမျိုးတို့ကိုထထိုက်တန်ရရှိနိုင်မယ်ပေါ့နော်ဒီလိုပြောတာပေါ့နော်
ထို့ကြောင့်ရွှေရင်ကျော်ခိုင်းသို့ဝင်သည်နှင့်သူတော်ကောင်းပုဂ္ဂိုလ်ကြီးများဤအဆောင်၆ရှိလာပြီးဖြစ်ရာသူတော်ကောင်းပုဂ္ဂိုလ်များနှစ်လိုသည့်ကိုနှုတ်အမူအရာဖြင့်စိတ်နေစိတ်ထားတို့ကိုပါပြုပြင်ကျင့်သုံးသင့်လာပါပေသည်တဲ့ဒါကိုယ့်ရဲ့စိတ်ထားတွေကိုပြုပြင်ရမယ်ပေါ့နော်ရွှေရင်ကျော်ပညာကိုခံယူပြီးသည့်နောက်ပယောဂအပေါ်တွင်နိုင်သည်ဆိုတော်လဲအကြောင်းမဲ့နိုင်ရှင်မျိုးမဟုတ်ပါလူတို့၏အသက်စည်းစိမ်အန္တရာယ်ကိုထိခိုက်နစ်နာစေရန်ပြူစားနောက်ချက်တပ်ဖြတ်မှုကိုဖယ်ရှားကယ်တွင်ရာတွင်သာမေတ္တာဖြင့်နိုင်ရှင်ဖြစ်ပါ၏မတူတော်အောက်လန်းမိတ်စာစုံနတ်တစေကဝေနှင့်တကွအစိတ်ဒေါသခတ်ထန်သောမွေဆိုးတို့ကိုတော်မှာမုံဒီသောနိုင်ချင်းမျိုးမရှိပါရှိမိမြခတ်ထန်ကြမ်းကြုတ်ပါစေမေတ္တာမပြတ်ရပါထို့ကြောင့်ချွေရင်ကျော်ပညာသည်နတ်လူတွင်သာမကတရေပိတ်တာတရိษံတို့ကပါရှစ်ခင်ရသောပီရရှိလေသည်ဤသို့ဆိုလျင်လူရှင်းမိမိအပေါ်မိတို့ပင်မကောင်းသောစိတ်ထားစေကမူမုံတီးရှင်းမဖြစ်ရန်မေတ္တာဖြင့်သာခွင့်လွှတ်ရပါမည်မိမိစိတ်ဓာတ်သည်မိမိကိုကောင်းအောင်စီရင်တတ်ပါသည်ကောင်းသောစိတ်စေတနာသည်ကောင်းသောအကျိုးတရားများကိုသာဖြစ်စေမည်ကောင်းတဲ့စိတ်ဓာတ်ထားရင်ကောင်းတဲ့အကျိုးတွေကိုဖြစ်စေမယ်ပေါ့နော်ထို့ကြောင့်တပါးသူကိုအမှားအမှန်ဝေဖန်ရှင်းထက်မိမိကိုဝေဖန်ခြင်းသည်မိမိကိုမိမိဝေဖန်ခြင်းသည်အကောင်းဆုံးဖြစ်ပေ၏သူများဝေဖန်နေမဲ့အစားအားရင်သူများအတင်းတုပ်နေမဲ့အစားကိုယ်အတင်းကိုတုပ်ကိုယ်အကြောင်းကိုဝေဖန်ဒါမျိုးပြောတာ